ဦးခေါင်းကိုကွက်မြက်ဖို့အတွက်ဘယ်သားနဲ့ပဲခုတ်ခုံမသိလို့ဘုံကျောင်းဆောင်နာမည်ကနောက်တနည်းပြောင်းပြီးစဉ်းစားပါတယ်။အဲ့နောက်မှာတော့မြားမိုးတွေရွာချပြီးဦးခေါင်းကိုပစ်ပါတယ်။ဒါပေမဲ့ဦးခေါင်းကတော့အရာတော်မပြေပါဘူး။အဲ့နောက်မှာတော့ဘုံကျောင်းဆောင်နာမည်ကမီလီယံတွေကိုဖန်ဆင်းပြီးဦးခေါင်းကိုတတ်ပါတယ်။ဦးခေါင်းကတော့သူ့ကိုရေခဲကြီးချိုးပေးနေရလားဆိုပြီးနာမည်ကိုပြန်ပြီးပြောင်းပြပါတယ်။နောက်ဆုံးမှာတော့မိုးချုံမုန်တိုင်းတစ်ခုကိုဖန်ဆင်းပြီးဦးခေါင်းကိုရှော့တိုက်ပါတယ်။ဒီတစ်ခါမှလည်းဦးခေါင်းကဘာမှဖြစ်ပဲအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ကျောက်စင်းကြီးဂရစ်ကဝူခေါင်းကိုတတ်မရလို့ဘူးနေတဲ့အချိန်လောက်စီနမင်းကသူ့မှာအကြံတစ်ခုရှိကြောင်းပြောပါတယ်။အဲ့ဒါကတော့ဝူခေါင်းကိုသူ့ရဲ့မိခိုးထဲမှာ49ရဲ့တီမီးဖုတ်ထားဖို့ပါ။လောက်စီနမင်းရဲ့မိခိုးကမကောင်းတဲ့စွမ်းရည်တွေကိုပျောက်ကွယ်သွားအောင်လုပ်နိုင်တဲ့ခုံသက်တီရှိပါတယ်။ကျောက်စင်းကြီးဂရစ်ကလောက်စီနမင်းပြောတဲ့အကြံကိုသဘောတူလိုက်တဲ့အတွက်ကြောင့်ဝူခေါင်းကိုအိုးထဲထည့်ဖို့လုပ်ပါတော့တယ်။ဝူခေါင်းကနမင်းကိုမင်းရဲ့အိုးကထမင်းချက်တဲ့အိုးလားငါ့ကိုတက်ချင်းအထက်ပူဆွဲတဲ့လက်နဲ့နဲ့မှတက်လို့ရမယ်ဆိုပြီးမခံချင်အောင်ပြောပါတယ်။အဲစကားကြောင့်ဒေါသထွက်သွားတဲ့နမီယာဝူခေါင်းကိုအိုးရဲတန်းထည့်လိုက်ပါတယ်။တစ်ဖက်မှာလည်းဝူခေါင်းကောင်းငယ်ပုံမှာအဖမ်းခံလိုက်ရပြီဆိုတာသူ့ရဲ့မြောက်တွေသိသွားပါတယ်။ဒါပေမဲ့မြောက်တွေကသူတို့ရဲ့အရှင်သခင်ဝူခေါင်းကကျင်းတီပေါင်းပြန်လွတ်လာမယ်ဆိုပြီးယုံကြည်နေကြပါတယ်။49ရဲ့ကြာတော့ဝူခေါင်းကအိုးကိုဖျက်ဆီးပြီးထွက်လာပါတယ်။အိုးမှာရှိရဲ့တကူအာနီးပြင်ကြောင့်ဝူခေါင်းမှာမီးမျက်လုံးမှာပိုင်ဆိုင်သွားပါတယ်။ဝူခေါင်းရဲ့အဆွမ်းကိုမြဝါထိန်ထိန်တွေ့သွားတဲ့လောင်စီနမင်းကအကြောက်တူးပါတုံသွားပါတယ်။အဲ့နောက်မှာတော့ဝူခေါင်းကသူ့ရဲ့လက်အောက်ကမကောင်းဆိုးဝါး82ယောက်နဲ့နွားဘီရင်ကိုသွားခဲ့ပါတယ်။မကောင်းဆိုးဝါးတွေကိုဖမ်းဆီးချုံနှောင်ထားတဲ့သူတွေကတော့ကောင်းကင်ဘုံနမင်း4ယောက်ပါ။ဝူခေါင်းကဒီတစ်ခါတော့နမင်း4ပါးရဲ့လက်နက်တွေကိုပါဖျက်ဆီးလိုက်ပြီးသူ့ရဲ့ညီကိုတွေကိုကယ်လိုက်ပါတယ်။အချုံနှောင်လွတ်သွားတဲ့နွားဘီရင်ကလည်းကြောက်စင်းကြီးဂရစ်ကိုသူ့လဲတိုက်မယ်ဆိုပြီးဝူခေါင်းကိုပြောပါတယ်။ဒါပေမဲ့ဝူခေါင်းကလက်မခံပဲအခုချိန်မင်းမှာဒဏ်ရာရနေသေးတယ်ပြီးတော့စွမ်းအားလည်းမပြေဝသေးလို့အရင်ပြန်ပြီးအနားယူပါဆိုပြီးပြောပါတယ်။နွားဘီရင်လည်းဝူခေါင်းရဲ့စကားကိုနားထောင်ပြီးလူပြည်ပြန်သွားပါတယ်။အဲ့နောက်မှာတော့ဝူခေါင်းကကြောက်စင်းကြီးဂရစ်စီသွားပြီးတောင်းချမ်းဖို့လုပ်ပါတယ်။ဒါပေမဲ့လမ်းမှာနီချားနဲ့နက်စစ်တီတွေကတားနေလို့ဝူခေါင်းလည်းအမှန်ကန်ကျုံနေရပါတယ်။ဆွမ်းဆက်ဆွမ်းလာတဲ့ဝူခေါင်းရဲ့တကူကြောင့်နီချားတို့လည်းရေးနေနေပါတယ်။အခြေအနေမှန်တာကိုရေးမိတဲ့ဘုံကျောင်းဆောင်နဲ့မင်းကကြောက်စင်းကြီးဂရစ်ကိုပြေးခိုင်းมาတော့တယ်။အဲ့ဒါကြောင့်ကြောက်စင်းကြီးဂရစ်လည်းသူ့ရဲ့ဇနီးလေးနဲ့အတူပြေးပါတော့တယ်။ကြောက်စင်းကြီးဂရီနဲ့နတ်သားတွေမရှိတော့ရဲ့နန်းတော်ကိုဝူခေါင်းကသူ့ရဲ့တုံးနဲ့ဖျက်ဆီးပစ်ပါတယ်။အားရအောင်ဖျက်ဆီးပြီးတော့ဝူခေါင်းကကြောက်စင်းကြီးဂရီနောက်ကိုအမိလိုက်ပါတယ်။ဝူခေါင်းပြန်တာအရမ်းမြန်တဲ့အတွက်ကြောင့်ကြောက်စင်းကြီးဂရီတို့ရဲ့အရှိကိုရောက်ပြီးလမ်းပိတ်ထားလိုက်ပါတယ်။ဘုံကျောင်းဆောင်နဲ့မင်းကဝူခေါင်းကိုသူ့ရဲ့ဘုံကျောင်းနဲ့အုပ်ပြီးဖမ်းလိုက်ပါတယ်။ဒါပေမဲ့ဝူခေါင်းကဘုံကျောင်းအောင်တစားစီဖြစ်အောင်လုပ်ပြီးထွက်လာပါတယ်။ကြောက်စင်းကြီးဂရီမင်းလည်းသူ့ကိုကာကွယ်ပေးမဲ့နမင်းနေမရှိလို့ဝူခေါင်းကိုတော်တော်လေးကြောက်နေရပါတယ်။အဲ့အချိန်ဗုဒ္ဓမြတ်စွာဘုရားကြွလာပြီးဝူခေါင်းကိုရက်လိုက်ဖို့ပြောပါတယ်။ဝူခေါင်းကဗုဒ္ဓကိုဘယ်သူမှမသိတဲ့အတွက်ကြောင့်ကြောက်စင်းကြီးဂရီကိုလာကူညီရဲ့နမင်းလို့ထင်သွားပါတယ်။အဲ့ဒါကြောင့်ဝူခေါင်းကသူကကြောက်စင်းကြီးဂရီထပ်ဖို့ဆွမ်းလို့ကောင်းကင်ဘုံရဲ့ပလင်ကသူနဲ့ပို့ထိုက်တဲ့ကြောင့်ဗုဒ္ဓကိုပြောပါတယ်။ဗုဒ္ဓကလည်းဝူခေါင်းကိုတင်ရဆွမ်းထက်တဲ့ကြောက်တော်မြောက်တစ်ကောင်ဖြစ်ပေမဲ့ကြောက်စင်းကြီးဂရီဖြစ်ဖို့ပါရမီဖြည့်ကျင့်ရအောင်မယ်ဆိုပြီးပြောပါတယ်။ဒါပေမဲ့ဝူခေါင်းကတော့သူကပြိုင်ပဲခင်းတဲ့တကူးရှင်ဖြစ်တာကြောင့်အဲ့ဒါတွေမလိုဘူးလို့ပြန်ပြောပြီးအပိုင်းခွန်ပြီးဆုံးသွားပါတယ်။နောက်ရက်ဒီမှာ Journey to the West အပိုင်း8ကိုဆက်နေပေးမှာမလို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပေးခဲ့ကြပါဦး